ကျွန်တော်ပြန်လည်မွေးဖွားလာပြီးနောက်ပထမဆုံးလုပ်တဲ့အလုပ်ကတော့လူတိုင်းရဲ့တောင်ပြောင်ချင်းခံခဲ့ရတဲ့လူရွှေရဲ့ကူကိုတူပြီးခေါင်းတလားထဲမှာသူမရဲ့အလောင်းနဲ့တူဝင်အိတ်လိုက်တာပါပဲသူမရဲ့ cherry တီးလို့ညီညာနဲ့နှခမ်းလေးကိုကျွန်တော်အများကြီးလက်ရှုပ်နေမိတယ်ဘာလို့လဲဆိုတော့နောက်ထပ်နေ့ရက်ခွဲကြာမှထူးဆန်းတဲ့ဆွမ်းအစုတွေကဘာဘူးကြားရောက်လာတော့မှဖြစ်ပြီးအဲ့ဒီအချိန်မှာတေဆုံးပြီးသားဝိညာဉ်တွေအားလုံးပြန်လည်လို့ထလာကြတော့မှမို့လို့ပါလူရွှေကအနီရောင်မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီးတချို့ခံခဲ့ရတာကသူမရဲ့မကျေနပ်ချက်အာဃာတတွေကြောင့်ဒီထူးဆန်းတဲ့ဆွမ်းအားတွေကြားရောက်လာတဲ့အခါသူမဟာအကြောက်ရဆုံးဆက်ကောက်ဖြစ်တဲ့ဟန်ပါဖြစ်ပြောင်းလဲသွားမှာပါလူရွှေဟာဟန်ပါဖြစ်ပြောင်းလဲပြီးနောက်နိုင်ငံလုံးမှာအကြောက်ရဆုံးအမဲဆက်ကြီးဖြစ်လာခဲ့တယ်နောက်ပိုင်းမှာတော့တယောက်ယောက်ကသူမကိုနှိမ်နှင်းဖို့နီလန်းကိုတွက်ချက်ဖော်ထုတ်နိုင်ခဲ့ပါတယ်အဲ့ဒါကတော့သူမတတိမထားမိခင်မှာသူမရဲ့နှကန်းကိုနမ်းလိုက်ဖို့ပါပဲဒါပေမဲ့သူမနာကိုအနေငယ်ကက်မိတာနဲ့6လခံရပြီးအလောင်းကောင်ဖြစ်သွားနိုင်တာကြောင့်ကဘာပြက်ပြီးဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာဒီနီလန်းကိုဘယ်သူမှမလုပ်နိုင်ခဲ့ကြပါဘူးအခုတော့ကျွန်တော်ပြန်လည်မွေးဖွားလာပြီးမို့လူရွှေရဲ့ဆွမ်းအားကိုရယူဖို့ကြိုးစားရမှာပေါ့အကယ်၍အောင်မြင်ခဲ့ရင်ကျွန်တော်ဟာဒီကဘာပြက်တက်မှာအကြောက်ရဆုံးပုဂ္ဂိုလ်ဖြစ်လာမှာပါကျွန်တော်မှာယုံကြည်ချက်အပြည့်ရှိပါတယ်အခုချိန်မှာလူရွှေကအလောင်းတက်တက်ပဲရှိသေးတာတကယ်ဟန်ပါမဖြစ်သေးတော့ကျွန်တော်ကြိုက်တယ်လို့နမ်းလို့ရတာပေါ့ပို့ပြီးသေးချသွားအောင်ကျွန်တော်ကောင်းတလားထဲမှာ3ရက်3ညကျုံဝင်အိပ်ပြီးသူမကိုနမ်းဖို့ဆုံးဖြတ်လိုက်တယ်ရင်ကုန်စိတ်လှုပ်ရှားစွာနဲ့ကောင်းတလားကိုကျွန်တော်ရိုက်ခွင့်လိုက်ပါတယ်ထူးဆန်းတဲ့ဆွမ်းအားရဲ့လွှမ်းမိုးမှုကြောင့်လားမသိလူရွှေရဲ့ရုပ်လောင်းကပုံတိုးခြင်းမရှိပဲအိပ်ပျော်နေတယ်လို့မျိုးလှပလို့နေတာကြောင့်ကျွန်တော်ငေးမောနေမိတယ်မိနစ်အနေငယ်ကြာမှတတိပြန်ဝင်လာပြီး